ကျွန်တော်ဒီခါဘာပြောပြမှလဲဆိုတော့ဗောနော်တင်မောကျွန်တော်တရုတ် line မှာတရုတ် line နေပါဗောနော်တင်မောမှာ background check ဆိုတာရှိရဗောနော်အဲ့ဒါဗောနော်အဲ့ဒါဘာလဲဆိုတော့ဘာလို့ကျွန်တော်ဒီအကြောင်းပြောလဲဆိုတော့ဗောနော်ဟိုတင်မောမှာကိုတစ်ခေါက်လိုက်ပြီးလို့ရှိရင်ဗောလေအဲ့လိုတင်မောမှာအဲ့လိုတစ်ခုဗောနော်ကိစ္စတစ်ခုဖြစ်ခဲ့တယ်ဘာညာရဲဆိုရင်တော့မှကျွန်တော်တို့ကဒီနောက်တစ်ခေါက်ပြန်တင်ခဲ့တဲ့ခါကျရင်တို့ကအဲ့ record ကိုပြန်ကြည့်တာဗောနော်ဒီတရုတ် line နေမှာကျွန်တော်ဒီကျွန်တော်ကြုံခဲ့ဟာလေးပေါ့နော်ကြုံခဲ့တာကျွန်တော်ကိုယ်တိုင်တော့မဟုတ်ပါဘူးကျွန်တော်နဲ့အတူစီးခဲ့တဲ့အကိုတွေပြီးတော့ပေါ့နော်ကျွန်တော်တငယ်ချင်းတွေပေါ့နော်အဲ့လိုကြုံခဲ့ရမျိုးပေါ့နော်ဘယ်လိုလဲဆိုတော့အဲ့လိုပေါ့နော်တင်မိုးပေါ်မှာကျွန်တော်အလုပ်လုပ်တဲ့ခါမှာတော့အဲ့လိုမျိုးအဲ့အချိန်မှာသူစီးတဲ့အချိန်မှာတော့မပြောဘူးဗျဒီ contract တစ်ခုပြီးအောင်တော့ထားလိုက်တယ်ပေါ့နော်အဲ့မဲ့စိုးဝိုင်းဆိုတော့ဗာပြော1 in ပေးတောင်ပြန်လွှတ်တာဒါတပိုင်းအဲ့မဲ့အခုကဘယ်လိုလဲဆိုတော့ပေါ့နော်ပြန်လည်းမလွှတ်ဘူးဒါပေမဲ့အဲ့ဒါကိုအဲ့ဒီခဏပြတကြီးနဲ့အဆင်မပြေဘူးပေါ့နော်အချော့ပြန်အဆင်မပြေဘူးပြောရင်လည်းပြောစားနားမထောင်အလုပ်တွေအလုပ်တွေပဲတခြားမလုပ်ဘူးဆိုရင်တို့အဲ့ဒါကိုမှတ်ထားတယ်ပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခါဥပြန်တင်တဲ့ခါမှာတို့ကုမ္ပဏီတို့ဘက်ကတရုတ် line နဲ့အဲ့လို line ရလည်းအများကြီးရှိရဆိုတော့ဗောလေတို့ခုနကဒီ group မှာဆိုရင်ဥမာဒီကုမ္ပဏီတစ်ခုအောက်မှာဘယ်လိုပြောမလဲဥမာဒီ sunrise ထားပါတော့ sunrise ဆိုရင် sunrise ဆိုတဲ့ group အောက်မှာအဲ့လိုကုမ္ပဏီခွဲတွေအများကြီးရှိရတင်မောတွေအများကြီးရှိအဲ့လိုကုမ္ပဏီပြန်ထည့်လက်မခံတော့ဘူးပေါ့နော်အဲ့လို background check ဆိုတာရှိရပေါ့နော်ကျွန်တော်တို့လိုက်တဲ့အဲ့လိုပေါ့နော်ဒီရန်နေပိုင်ဖြစ်တယ်ဆိုလဲအဲ့လိုပေါ့တို့ဒီ background check ရှိရဆိုရင်ဒါဆိုရင်ဒီဘက်ကပြန်ပြီးတော့ကုမ္ပဏီကပြန်ပြီးတော့မဟုတ်ပါဘူးဆိုတဲ့ဟာကိုလည်းပြန်ပြီးတော့ကျွန်တော်ဒီ agent တွေကပြန်ပြီးတော့သူကပြန်ပြီးတော့ကျွန်တော်တို့လည်းပြန်မေးတာပေါ့နော်ဒါဟုတ်လားမဟုတ်လားဘာညာအဲ့လိုပြန်မေးတာပါဒီကမဟုတ်ဘူးဆိုရင်တော့ကုမ္ပဏီဘက်ကလည်းဒါမဟုတ်ဘူးပေါ့နော်ဒါဒီလိုမဖြစ်ဘူးဆိုတဲ့ဟာမျိုးပြန်ပြီးတော့ explain ပြန်လုပ်ပေးရတယ်ရှိအဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တင်မောမှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့တေချာပေါ့နော်အဲ့လိုမျိုးဒီကိုပေါ့နော်ကိုလောက်ကိုဂျူတီကိုအဲ့လိုမျိုးပေါ့နော်တေချာပပိုင်နယ်လုပ်ပြီးတော့ပေါ့နော်ပြီးလို့ရှိရင်အဲ့လိုတောက်တာစားရဆိုလဲအလုံးကြုံမရှိဘူးဗျာပြီးတော့ရန်ဖြစ်တာပိုင်းလည်းမရှိဘူးအဲ့လိုမျိုး record လေးကောင်းနေဖို့ပေါ့နော်ဘယ်လိုဆိုအခုနောက်ပိုင်း background check ဆိုတာရှိလာတယ်ပေါ့ဗျာရှိလာတယ်ပေါ့နော်ကျွန်တော်အဲ့လိုမျိုးဆိုတော့ဟိုဒါလေးကိုကျွန်တော်နည်းနည်း share လုပ်ပေးတာပါဟုတ်ကျေးဇူးပါ